90ခုမြောက်သောဇာလံအိုဖျားရှင်ကိုတော်သည်ကာလအစဉ်အဆက်ကျွန်ုပ်တို့ခိုးလုံရာဖြစ်တော်မူ၏တောင်များကိုမဖော်မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်းတော်မူမီကိုတော်သည်ရှေးကဘာအဆက်ဆက်မှစ၍နောက်ကဘာအဆက်ဆက်တိုင်အောင်ဘုရားသခင်ဖြစ်တော်မူ၏လူမျိုးကိုကကြည်မွစေတော်မူ၏အချင်းလူသားတို့ပြန်ကြလောဟုမိန့်တော်မူ၏ရှေ့တော်၌အနှစ်တစ်ထောင်သည်လွန်ပြီးသောမနေ့ကဲ့သို့၎င်းညယံတယံကဲ့သို့၎င်းဖြစ်ပါ၏လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ၏သူတို့သည်အိပ်ပျော်ခြင်းကဲ့သို့ဖြစ်ကြပါ၏လူသည်မြက်ပင်ကဲ့သို့နနက်ယံအချိန်၌တိုးပွားတတ်ပါ၏နနက်ယံအချိန်၌ကပွင့်လန်း၍တိုးပွားပါ၏ညဦးအချိန်၌ကရိပ်၍ညှိုးနွမ်းပါ၏အမျက်တော်ထွက်သောအဖြစ်ကျွန်ုပ်တို့သည်ပျက်စီးခြင်းတို့ရောက်ကြပါ၏စိတ်တော်မပြေသောကြောင့်စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏ကျွန်ုပ်တို့၏ဒုစရိုက်များကိုရှေ့တော်၌၎င်းပွက်ထားသောအကျင့်များကိုမျက်နှာတော်အလင်းထဲ၌၎င်းလှန်ထားတော်မူ၏ကျွန်ုပ်တို့သည်အမျက်တော်ကိုခံရသောကြောင့်နေ့ရက်ကာလရွေ့သွား၍နှစ်များတို့သည်စိတ်ထင်ကဲ့သို့ညွန်တတ်ကြပါ၏ကျွန်ုပ်တို့၏အသက်အရွယ်သည်အနှစ်80အတိုင်းအရှိရှိပါ၏အားကြီး၍အနှစ်80ပြည့်တော်လဲဝါကြွားခြင်းသည်ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏ထိုအသက်သည်လည်းမြန်လွန်၍ကျွန်ုပ်တို့သည်စုတည်ကြပါ၏အမျက်တော်အရှိန်ကိုဘယ်သူသိပါသနည်းအမျက်ထွက်တော်မူခြင်းကိုကြောက်ရွံ့သင့်သည့်အတိုင်းအဘယ်သူကြောက်ရွံ့ပါသနည်းကျွန်ုပ်တို့သည်ပညာတရားကိုစိတ်နှလုံးတွေးမိမည်အကြောင်းကိုနေ့ရက်ကာလကိုရေတွက်နိုင်စေခြင်းကတွင်တင်တော်မူပါ။အိုထာဝရဘုရားပြန်လာတော်မူပါ။ဘယ်မျှလောက်ကြာရပါမည်နည်း။ကိုတော်ဤကျွန်တို့အတွက်နာကျင်သောစိတ်ရှိတော်မူပါ။ကျွန်ုပ်တို့ကိုဂရုဏာတော်နှင့်အလင်းအမြန်ရောင်ရဲစေတော်မူပါ။တို့ပြုလျင်တသက်လုံးဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။ကျွန်ုပ်တို့ကိုညှင်းဆဲတော်မူသောနေ့ရက်ကာလဒုက္ခခံရခဲ့ပြီးသောနှစ်ပေါင်းများသည့်အတိုင်းဝမ်းမြောက်ရသောအခွင့်ကိုပေးသနာတော်မူပါအမှုတော်သည်ကိုယ်တော်၏ကျွန်တို့အား၎င်းဘုန်းတော်သည်သားမြေးတို့အား၎င်းထင်ရှားပါစေသောကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏ကျေးဇူးတော်သည်ကျွန်ုပ်တို့အပေါ်သို့တက်ရောက်ပါစေသောကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်းကျွန်ုပ်တို့အဖို့မြဲမြံစေတော်မူပါ91ခုမြောက်သောဇာလံမြင့်ဆုံးသောဘုရား၏ကွယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကုရှင်၏အရေးကိုကိုရလိမ့်မည်။ထာဝရဘုရားသည်ငါခိုလုံရာငါ၏ရေတိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူ၏ဟုငါပြောဆို၏။အကယ်စင်စစ်မုတ်ဆိုး၏ကြော်ကွင်းနှင့်၎င်းတည်တတ်သောအနာနှင့်၎င်းတင့်ကုန်ကင်းလွတ်စေတော်မူမည်။အတောင်တော်အမွှေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌သင်သည်လုံခြုံစွာနေရလိမ့်မည်။သစ္စာတော်သည်သင်၏ဒိုင်းလွှာဖြစ်လိမ့်မည်။ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ဖြစ်သောမြားကို၎င်းမှောင်မိုက်ထဲမှလေတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဥပတ်ကို၎င်းသင်သည်မကြောက်ရ။သင်၏နားမှလူတစ်ထောင်သင်၏လက်ရဘက်မှလူတစ်သောင်းလဲတော်လဲသင်ကိုမထိမခိုက်ရသင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအဖြစ်ကိုမြင်ုံမျှသာရှိလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ဟုသင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်သင်၌မကောင်းသောအနိဋ္ဌယုံမကပ်မရောက်သင်နေရာသို့ဘေးဥပတ်ခြင်းရသွားလေရာ၌သင်ကိုစောင့်ရှောက်စေခြင်းကကောင်းကင်တမန်တို့အားသင်အဖို့မှားထားတော်မူသည်ဖြစ်၍သင်၏ခြေကိုကြောက်နှင့်မထိမခိုက်စေခြင်းကသူတို့သည်သင်ကိုလက်နှင့်မစရှိပင်ကြလိမ့်မည်သင်သည်ရှင်သေးနှင့်မွေစိုးပေါ်မှကြော်သွား၍ရှင်သေးပြိုနှင့်နဂါးတို့ကိုခြေဖြင့်နင်းလိမ့်မည်သူသည်ငါကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မည်ငါ၏နာမကိုတည်သောကြောင့်
သူ့ကိုငါချီးမြှောက်မည်သူသည်ငါကိုခေါ်သောအခါငါထူမည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှည်သောအသက်နှင့်သူ့ကိုရောင်ရဲစေ၍ငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူ့အားပြမည်92ခုမြောက်သောစာလံထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောဘုရား၏နာမတော်ကိုဒေါမနတခြင်းဆိုခြင်းက၎င်းစောင်းနှင့်တကွကျိုးဆယ်ပင်ရှိသောသူရိယာတယောမိချောင်းတို့ကိုတည်၍ဂယုနာတော်နှင့်သစ္စာတော်ကိုနနက်အချိန်ညအချိန်အစဉ်အတိုင်းပြသခြင်းက၎င်းလျောက်ပတ်ပေ၏အိုထာဝရဘုရားမှုတော်များအားဖြင့်ကျွန်ုပ်ကိုဝမ်းမြောက်စေတော်မူသည်ဖြစ်၍လက်တော်နှင့်ပြုတော်မူသမျှတို့ကြောင့်ရှင်လန်းစွာသခြင်းဆိုပါမည်။အိုထာဝရဘုရားစီရင်တော်မူသောအမှုတို့သည်ကြီးမား၍အကြံအစီတော်လည်းအလွန်နတ်လှပါ၏။တိရစ္ဆာန်တဘောရှိသောသူမတိမိုက်သောသူနားမလည်သောအမှုအရာဟုမူကားမတရားသောသူတို့သည်မြက်ပင်ကဲ့သို့ပေါက်၍အဓမ္မအမှုကိုပြုသောသူတို့သည်ပွင့်လန်းကြသောအခါထာဝရပျက်စီးခြင်းသို့ရောက်ရသောအကြောင်းပေသည်။ဦးတော်မူကားအစဉ်အမြဲကြီးမြင့်တော်မူသောထာဝရဘုရားဖြစ်တော်မူ၏။အိုထာဝရဘုရားကိုယ်တော်၏ရန်သူတို့သည်ပျက်စီးခြင်းသို့ရောက်၍အဓမ္မအမှုကိုပြုတော်သူပေါင်းတို့သည်အရရက်အကွဲပြားကြလိမ့်မည်။ကျွန်ုပ်၏ဂျိုကိုကကြမ်းဂျိုကဲ့သို့ချီးမြှောက်၍ကျွန်ုပ်ကိုအသစ်သောစီနှင့်လိန်တော်မူလိမ့်မည်ကျွန်ုပ်၏ရန်သူတို့ကိုကျွန်ုပ်မျက်စိမြင်လျက်ရန်ဘတ်ပြုသောလူဆိုးတို့အကြောင်းကိုနားကြားလျက်ကျွန်ုပ်သည်အာရပါလိမ့်မည်ဖြောင့်မတ်သောသူသည်စွန်ပလွန်ပင်ကဲ့သို့ပွင့်လန်း၍လီဗနုန်တောင်ပေါ်မှအာရစ်ပင်ကဲ့သို့ကြီးပွားလိမ့်မည်ထာဝရဘုရား၏အိမ်တော်၌စိုက်ပျိုးသောသူတို့သည်ငါတို့ဘုရားသခင်၏တန်တိုင်းတော်တွင်ပွင့်လန်းကြလိမ့်မည်အသက်ကြီးသောကာလတွင်ပင်အသီးကိုတီး၍ကြွယ်ဝစိမ်းလန်းကြလိမ့်မည်ထိုသို့သောအားဖြင့်ငါ၏ကြောက်ထာဝရဘုရားသည်ဖြောင့်မတ်တော်မူ၍မတရားသောအမှုနှင့်ကင်းလွတ်တော်မူသည်ဟုထင်ရှားလိမ့်သည်93ခုမြောက်သောစာလံထာဝရဘုရားသည်စိုးစံ၍အာနုဘော်နှင့်တစားဆင်တော်မူ၏ထာဝရဘုရားသည်ထိုသို့ဝတ်ဆင်၍ခွန်အားကိုခါပန်းစည်းတော်မူ၏တို့ဖြစ်၍လောကဓာတ်သည်မလှုပ်ရှားနိုင်အောင်တည်လျက်ရှိ၏ကိုတော်၏ပလင်သည်ရှေးဥစွာမှစ၍တည်ပါ၏ကိုတော်သည်ရှေးကာလမှစ၍အစဉ်အမြဲဖြစ်တော်မူ၏အိုထာဝရဘုရားမြစ်တို့သည်ထားကြပါ၏မြစ်တို့သည်ဟုံးသံကိုပေးကြပါ၏မြစ်တို့သည်လှိုင်းတပူခတ်ကြပါ၏ရေများဟုံးသံနှင့်တကွသမုဒ္ဒရာလှိုင်းတပူတို့သည်အာကြီးသည့်ထက်ထာဝရဘုရားသည်မြင့်သောအရ၌သာ၍တကူကြီးတော်မူ၏တတ်တည်ခံတော်မူချက်တို့သည်အလွန်မြဲမြံကြပါ၏အိုထာဝရဘုရားတန်ရှင်းခြင်းပါရမီသည်အစဉ်အမြဲအိမ်တော်၏အထရေဖြစ်ပါသည်94ခုမြောက်သောစာလံအပြစ်ကိုပေးပိုင်တော်မူသောဘုရားသခင်ထာဝရဘုရားအပြစ်ကိုပေးပိုင်တော်မူသောဘုရားသခင်ရောင်ကြီးတော်ကိုလွတ်တော်မူပါမြေကြီးသားတို့ကိုတရားဆုံးဖြတ်တော်မူသောအရှင်ထားတော်မူပါမာနကြီးသောသူတို့အားအကျိုးအပြစ်ကိုဆက်ပေးတော်မူပါအိုထာဝရဘုရားမတရားသောသူတို့သည်အဘယ်မျှကာလပတ်လုံးဝမ်းမြောက်ကြပါလိမ့်မည်နီဓမ္မအမှုကိုပြုသမျှသောသူတို့သည်စော်ကား၍ကြမ်းတမ်းသောစကားကိုပြောလျက်ဘယ်မျှကာလပတ်လုံးဝါကြွားကြပါလိမ့်မည်နီအိုထာဝရဘုရားသူတို့သည်ကိုယ်တော်၏လူတို့ကိုနှိပ်စက်၍အမွေတော်ကိုညှင်းဆဲကြပါ၏မုတ်ဆိုးမနှင့်ဧည့်သည်ကို၎င်းမိဘမရှိသောသူငယ်ကို၎င်းတက်ကြပါ၏တို့ရာတွင်ထာဝရဘုရားသည်မမြင်ယာကုပ်အမျိုး၏ဘုရားသခင်သည်မမှတ်တတ်ဟုဆိုကြပါ၏ပရိစ္ဆန်သဘောရှိသောသူတို့နားလေကြလော့
လူမိုက်တို့ဘယ်မြကာလပတ်လုံးပညာသတိကိုရကြလိမ့်မည်နီနားကိုစိုက်ထားတော်မူသောသူသည်မကြားရသလောမျက်စိကိုဖန်ဆင်းတော်မူသောသူသည်မမြင်ရသလောလူအမျိုးမျိုးတို့ကိုဆုံးမတော်မူသောသူသည်အပြစ်မပေးရသလောလူတို့အားပညာအတတ်ကိုသွန်သင်တော်မူသောသူသည်ကိုယ်တိုင်ပညာအတတ်မရှိသလောလူတို့၏အကြံအစီသည်အချီးနှီးဖြစ်ကြောင်းကိုထာဝရဘုရားတည်တော်မူ၏အိုထာဝရဘုရားမတရားသောသူတို့အဖို့တွင်တူးစဉ်အခါဒုက္ခနေ့ရက်ကာလနှင့်လွတ်ချင်းချမ်းသာကိုပေးအပ်သောငါကိုယ်တော်ဆုံးမ၍တရားတော်ကိုတွင်တင်တော်မူသောသူသည်မင်္ဂလာရှိပါ၏ထာဝရဘုရားသည်မိမိလူတို့ကိုမပယ်အမွေတော်ကိုစွန့်ပစ်တော်မူမူတဖန်ဖြောင့်မတ်ခြင်းတရားပတ်၌စီရင်ဆုံးဖြတ်တော်မူ၏တဘောဖြောင့်သောသူအပေါင်းတို့သည်နောက်တော်သို့လိုက်ကြပါလိမ့်မည်လူဆိုးတို့ကိုစီတာ၍ငါဘက်မှအဘယ်သူထားမည်နည်းမတရားသောသူတို့ကိုစီတာ၍ငါဘက်မှအဘယ်သူနေမည်နည်းထာဝရဘုရားသည်ငါကိုမှားစားတော်မူမူလျင်ငါဝိညာဉ်သည်စိတ်ညံရာအရ၌မကြာမမြင့်မီနေရာကျလိမ့်မည်ငါချီချိုလျက်ရှိသည်ဟုကျွန်ုပ်ဆိုသောအခါအိုထာဝရဘုရားကိုတော်ဤဂယုဏသည်ကျွန်ုပ်ကိုထောက်မပါ၏ကျွန်ုပ်ဤနှလုံးထဲမှစိတ်များပြားသောအခါကိုတော်သည်တတ်တာစီတော်မူသည်ဖြင့်ကျွန်ုပ်ဤဝိညာဉ်သည်ရှင်လန်းပါ၏မတရားသောအကြံကိုမင်း၏အခွင့်နှင့်ပြုစုတတ်သောအတ္တမရာဇပလင်သည်ကိုတော်နှင့်မေတ္တာယခွေရပါမည်တော့ဖြောင့်မတ်သောသူ၏အသက်ကိုတတ်ခြင်းကစုဝေးကြပါ၏ပြည့်မရှိသောသူကိုတည်စေခြင်းကစီရင်ကြပါ၏သို့တော်လည်းထာဝရဘုရားသည်ငါ၏ရဲတိုက်ဖြစ်တော်မူ၏ငါ၏ဘုရားသခင်သည်ငါခိုလွန်ရာကြောက်ဖြစ်တော်မူ၏သူတို့၏အဖြစ်ကိုသူတို့အပေါ်သို့ရောက်စေတော်မူမည်အရမအမှုကိုပြုစဉ်တွင်ပင်ပယ်ဖြတ်တော်မူမည်ငါတို့၏ဘုရားသခင်ထာဝရဘုရားသည်သူတို့ကိုပယ်ဖြတ်တော်မူမည်အာမင်နားဆင်သွားပြကြတဲ့ကျွန်တော်ရဲ့ယုံကြည်သူမိတ်ဆွေညီကိုမအောင်တော်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဒီလိုမျိုးနှုတ်ကပတ်တော်လေးတွေကိုနားဆင်နိုင်ဖို့ရအတွက်ကိုလည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားခဲ့ပေးပါဦးလို့ပြောပြပေးချင်ပါတယ်ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်